Ồ, đã rồi. Đến theo mình là những người phía bay. Ok ba. Rồi đi lên mà lên sao chạy à? Bây giờ lùi lên mà đuổi rồi đi được một là. Tôi này là mà nhà mà đó là rồi đấy, mình đi xem gì à? Đi mà được khu, đi mà not được khu. Chân nó. Ồ. Thì xin nó mà chỉ bán chăm bê của tôi mới số đi hả đi. Ê đã cả. Thì nó cũng chết lại nào mà, đủ mà để mình được. Lùi lên mình được, trong nào mình được xin này. Bao lâu lùi thì xin rồi. Chỉ đây vậy? Còn nó tiếp bên rồi này về. Lùi vào trò biết để lùi cho mày vậy. Ôi trời cho đi đâu bây giờ? Đủ mà cũngမရှိà? Đủ mà cũngမရှိà? Hôm về thế mà cái này lùi để cho tôi đi. Không phải lùi cho nên nấu chả多được đó. Nấu lên mới chả được vậy, con này sẽ chảo bây giờ đi.所以bây giờ thì ở thì mà lùi để đủ mà mình được. Không có hồi là toa này. Không có hồi là rồi tôi đi quên đi bị đâu chào. Mình ở đây khen rồi lá bà đấy, thế cái lá này mình ở đây khen. Thì mà rồi thì mình ông lấy này, tôi bây giờ thay hạt đi à, lại, tôi lại. Ok ba. Đủ mà mình sửa lại cô đeo thế bao giờ? Đeo thế to rồi, phải ship. Thì nào bây giờ pin mà rồi, to. Ok ba. Chứ đâu, cô suy nó. Thì city lại của xin lên, nhớ nào dòng đi ship ba đấy.တွေ့တော့မသိဘူး။ဒါကတော့ကျွန်တော်တို့ဒါတော့ကာတာမြို့ရဲ့ဒီ city light ကိုမြင်ရတဲ့ဘယ်လိုပြောမလဲဒီကောင်လေးဆိုရင် West Bay ဖြစ်ကဒီစီးပွားရေးချစ်ချာကြတဲ့နေရာပေါ့နော်။အဲ့ဒီနေရာဖြစ်ပါတယ်အခုမြင်ရတဲ့နေရာကတော့ဒီမှာဆိုရင်လေသူတို့ရှားဆောင်လက်ပတ်လေးစိုက်ထားတာဗျာဒီဟာတွေအကုန်လုံးရှားဆောင်လက်ပတ်ပင်နေဟုတ်ပြီမှာဆိုရင်လည်းပန်းဒီဘက်ကတွေကပန်းပင်နေပါဒီဟာတွေအကုန်လုံးကရှားဆောင်လက်ပတ်ပင်နေပါဒီမြင်ကွင်းကတော့ဒီနားမီးအောင်နေမြင်ကွင်းကတော့အေဗီတာပါကနေဒီဒိုဟာစကိုင်းလိုင်းကိုမြင်ရတဲ့ view ဖြစ်ပါတယ်โอเคပါတော့မြင်လေဒီရှားဆောင်ဒီရှားဆောင်လက်ပတ်တွေတွေ့တာဒီမှာတန်းစီပြီးတော့စိုက်ထားတာအဲ့ဒီအကုန်လုံးရှားဆောင်လက်ပတ်တွေပဲဗျသူတို့ဘာလို့အဲ့လိုဘယ်လိုမျိုးစိုက်လဲတော့ကျွန်တော်မသိပါဘူးကျွန်တော်တွေ့တာတော်တော်များလို့လေခုနကလည်းကျွန်တော်တခြားနေရာမှာတွေ့ခဲ့တယ်အဲ့တုန်းကလည်းဒီလိုမျိုးပဲတန်းစီပြီးတော့သူတို့အဲ့လိုမျိုးစိုက်ထားတာတော်တော်ကိုစိုက်ထားတာဗျအဲ့ရှားဆောင်လက်ပတ်ပင်နေအလှပဲစိုက်တာလားတခုခုများလားပေါ့နော်ကျွန်တော်လည်းတေချာမသိပါဘူးကျွန်တော်လည်းတွေ့လို့ရိုက်ပြီးတော့ပြတာပါသူတို့ဘာလုပ်တာလဲကျွန်တော်လည်းတေချာမသိပါဘူးဝါအိုးဒါတော့တူဟာဆေးစကန်လိုင်းပဲဖြစ်ပါတယ်အေဗီတာပါကနေဒီလိုရှုခင်းမျိုးကိုကြည့်လို့ရပါတယ်နောက်ပြီးတော့တနေရာရှိတယ်ဟိုမီယာပါကနေလေဒီဟာကိုကြည့်လို့ရတယ်မီယာပါကနေကျတော့အဝေးကနေလမ်းကြည့်တာပေါ့နော်ဒါကတော့နည်းနည်းမီယာပါတဲ့ဆိုင်ဒီကောင်နည်းနည်းပို့ပြီးတော့အနီးကပ်ဖြစ်သွားတာပေါ့โอเคပါကျွန်တော်တို့ရှင်းစစ်ပြီးတော့သွားကြပါမယ်ရှင်းတော့ကျွန်တော်ပန်းချန်တစ်ခုရှိသေးတယ်လို့ကျွန်တော်ကိုကယ်မက်မှာတွေ့ပါတယ်အဲဆိုတော့ဟုတ်ထပ်သွားကြပါမယ်ဒီဟာဗျာပန်းချန်ဆိုရင်ပဲဗျာသိတယ်မို့လားလက်ချခန်းလောက်တဲ့သူတွေ
အဲ့မျိုးလာညတယ်ဗျာတိတ်ပြီးတော့တခြားတွေတိတ်မရှိဘူးပေါ့ဗျာသိတယ်မို့လားโอเคပါအခုဆိုရင်တော့ကျွန်တော်ဒီမှာပါဟိုရွာမှာတော့မဟုတ်ဘူးခုတ်ကူဘက်ကကျွန်တော်နေဘက်ကတမပင်တန်းတော့တရိရသွားတယ်ကျွန်တော်ဒီနေကျွန်တော်ကိုကဲမိတ်ကြည့်ပြီးတော့သွားတာဗျာသွားရင်နေလမ်းမကူတာနှစ်ခါဟိုဘက်ကူလေဒီဘက်ကူလေဟိုဘက်ပြန်ကူလေဒီဘက်ပြန်ကူလာလိုက်နေကူလာတာနှစ်ခါတော့မှားလာတယ်အဲ့ပြီးတော့ဒီဘက်ကိုရောက်လာပါတယ်ဒါတော့ဟိုဘယ်လိုလဲတမပင်တန်းဘာညာတရကတမတန်းဒါတော့ဒီအပေးကတမမဟုတ်ဒီကတော့မကြီးပင်တယ်မကြီးတန်းဟောတော့မကြီးတန်းကျွန်တော်နေဖက်မှာတမတန်းဆိုရသေးပါလေဒီမျိုးတမပင်နေအမျိုးပေးညာအဲ့လိုမျိုးရှိအဲ့တော့မကြီးတန်းဒီတစ်ခေါက်လာတာတော့လေဘယ်လိုပြောရမလဲကျွန်တော်လူတွေမတွေ့ဘူးညာကားတွေဘာတွေဘေးတွေဖြတ်တန်းတာတွေဘာတွေရှိရဲဒါပေမဲ့လမ်းလျှောက်လာတဲ့သူသိတယ်မို့လားအဲ့လိုမျိုးပန်းချံလာပြီးတော့ပန်းဟိုဘယ်လိုပြောမလဲပန်းဖြည့်တဲ့သူအရင်နံပါတ်တွေ့တယ်ဒါပေမဲ့ဒီဘက်ကိုရောက်ပြီးကျွန်တော်လမ်းတော့လျှောက်ဘာမှမတွေ့ဘူးပြန်ဆိုရင်တော့ကားပါကင်ဘာညာโอเคပါနည်းညောင်းလာသလိုခံစားရတယ်ပြီးတော့လူလည်းမတွေ့တော့သိတယ်မို့လားသွားနေတာမှားများမှားသလားမှန်သလားဆိုတာလည်းမသိချာမရရကိုကမက်ကလည်းဂျင်းထဲတယ်ကျွန်တော်ပတ်ဆက်လဲလျှောက်တာနှစ်ခုသုံးခုရှိလွဲနေရနောက်ဆုံးမှာတော့ကျွန်တော်ကလေးတွေကစားနေတဲ့နေရာရောက်လာပါပြီကလေးတွေကစားတဲ့နေရာနားမြင်ပါဦးနည်းနည်းဘယ်လိုပြောမလဲလူရှိပါတယ်လို့တွေးလိုက်ရတယ်ဟောဒီတခါထေဦးလွင်တို့တွတ်ချက်ချစ်ကြီးอ่ะမှန်ကန်မနေဘူးယောဒီမှာဒီကလေးတွေကကစား playground လေးတွေပါဒီဟိုဘက်ကဟာရောပြင်ဒီဟာရောပြင်ဒီဘက်မှာတခုရှိရဲ့အဲ့ဟာလေးရောအဲ့ဒီကလေးတွေကစား playground တွေပါသူတို့တွေ့ပါရဲ့ကိုတော်နည်းနည်းပြောလို့ခံစားโอเคပါကျွန်တော်ဒီနေ့မှခဏထိုင်မရမယ်ဗျာနည်းနည်းတော်တော်လေးညောင်းလာပြီဆိုတော့ဒါကတော့ကျွန်တော်ကလေးတွေဆော့တဲ့ playground မှာမြင်ရတာမသိဘူးဒီကောင်ကတက်သားရတော့မဟုတ်ဒီတိုင်းအုပ်တွေဗျဒီကလေးတွေဒီထဲဝင်မဲ့ဘာညာတာကောင်းရဘွဲမှာကလေးတွေဆော့နေတယ်โอเคပါကလေးတွေမြင်ကလေးအတန်တွေကြားမှာပဲကိုယ်တော်ပြောသလိုခံစားသွားရတယ်ဒီတစ်ခေါက်ကတော့သူ့လွင်တော့ဒီဘောပါဒါလည်း playground ပါပဲဒါ short စီရထင်နေဗျဟုတ်တယ်ဒီဘောတက်ပြီးရင်ဟိုဘက်ကနေ short စီရဟာပါအဲ့တော့ short စီရဟာပါโอเคပါစတော့ကြပါမယ်အခုတော့ဒီဟာပို့ပြီးတော့နည်းကက်ကပုံမြင်ရတာပေါ့ကြီးဒီဟာပို့ပြီးတော့အရင်နီးသွားပြီဗျာသိတယ်မို့လားဒီဘေဒင်နေရှိတဲ့နေရာနဲ့တော်ကြီးရန်နီးသွားပြီဆိုတော့နည်းကက်ကမြင်နေရဒီ skyline ပုံစံမျိုးอ่ะအခုဆိုရင်တော့ကျွန်တော်နောက်ထပ် park တစ်ခုရောက်လာတယ်ပေါ့နော်အဲ့ဒါကMaster Park ဖြစ်ပါတယ်သူကဘယ်လိုပုံစံမျိုးလဲဆိုရင်ကျွန်တော်အနောက်ကိုပဲကြည့်လိုက်တော့ဘာမြင်ရလဲတော့မသိဘူးကျွန်တော်နေ့ကပြပေးမယ်ဒီနောက်မှာအိုးတွေရှိအဲ့ဒီအိုးတွေကအပင်လေးတွေစိုက်ထားရပေါ့နော်အဲ့ထဲမှာ
ဒီမှာပါအိုးတွေဆိုရင်ဒီကောင်ကကျွန်တော်တို့မြေအိုးတော့မဟုတ်ဘူးပြသိမလားဒီကော့အိုးတွေပါဒီ plastic အိုးတွေပေါ့နော် plastic အိုးတွေပါဒီကြောင့်ဘယ်လိုကျဲလဲကျွန်တော်ပြမယ်နော်ဒီမှာပါဒီဟာပြီးရင်ဒီတော့ရှောက်ကဒီလိုအိုးတွေနဲ့လှုပ်ထားပါတယ်โอเคကျွန်တော်အထက်ကိုထပ်ဝင်ကြည့်မယ်အထက်မှာဘယ်လိုမျိုးလဲဆိုတော့ကျွန်တော်ပြမယ်ကျွန်တော်အခုအထက်ကိုဝင်နေပါပြီဝေါโอ้ဒါကတော့အတွင်းထဲကိုမြင်ရတဲ့မြင်ကွင်းဖြစ်ပါတယ်โอเคပါကျွန်တော်ဒီလမ်းလေးမှာလမ်းလျှောက်ကြရအောင်ဒီမှာဆိုရင်အတွင်းကောပြင်ကောသူတို့အိုးတွေလောက်ထားတာပါဒီကောင်းကြီးကော်တွေပါပန်းမင်လေးရောအထက်မှာလည်းဆက်တော့ဆက်တယ်ဒီတဲ့အတွင်းထဲမှာတော့သိမရှိဘူးပေါ့နော်အပြင်မှာတော့စင်းစင်းဆိုဆိုတွေရှိပါတယ်ဒီဟာအိုးတွေအကုန်လုံးအပေါ်တွေမှာဟုတ်ပဲပြဒီအပေါ်တွေမှာလည်းအိုးတွေထီးတွေကတော့ဒီမှာလောက်ထားတာထီးသေးလေးတွေပါရောင်စုံထီးလေးတွေဝါစိမ့်နေဘာညာဘလာဘလာသိပါ့လားအကုန်လုံးပါโอเคပါကျွန်တော်တို့လမ်းလျှောက်ကြအောင်ထီးတွေကသိမလားအပေါ်မှာထီးရှိတယ်ထီးပြီးရင်ထီးရဲ့အပေါ်မှာသူတို့plus ဘယ်လိုပြောရမလဲအပင်တွေပြန်အုပ်ထတွေပြောရမလားဒါပေမဲ့လည်းဒီကာတာရဲ့အပူချိန်နဲ့ဘာနဲ့ညာနဲ့ဆိုတော့ဗျာသိရမလားဒီထီးလေးတွေကတော့နည်းနည်းရွှေဆောင်နေပေါ့နော်ဒါပေမဲ့လည်းခုနှစ်ကဘယ်လောက်ရှိပြီမှမသိရဗျာသိရမလားကြာရင်လည်းကြားတော့မယ်ရောဒါပေမဲ့ဒီအပြင်စင်ဒီလိုမျိုးရိုးရိုးပဲလာရှောက်ဒီလိုပဲဗီဒီယိုလေးရိုက်ဒီချာမကြည့်နဲ့အဲဆိုရင်တော်တော်ကိုလှပါသေးတယ်ဒီဘက်မှာဆိုရင်လည်းCD live ကိုမြင်ရပါတယ်โอเคဒီဘက်မှာဆိုရင်တော့ဒါကတော့ကျွန်တော်ပန်းချံပေါ့နော်ဟိုဘက်ကလည်းပန်းချံပါဒီဘက်ကတော့ CD live ပါโอเคပါနောက်ပြီးတော့ဒီကတန်းထွက်တာနေဒီမှာမက်ထရိုဆင်းနေတာကိုတန်းရောက်သွားတာဗျဒီကအောက်ကိုဆင်းသွားရင်မက်ထရိုတန်းရောက်ပြီကြော်ပြမယ်ဒီကောင်ကနှစ်ခုတော့ရှိဒီမှာတစ်ခုပြီးရင်ဒီမှာနောက်တစ်ခုဒီအတွင်းထဲဝင်သွားရင်လည်းဒီခုနကဒီထီလေးတွေပေါ့နော်ဒီဘက်ကိုဆိုရင်လည်းထီလေးတွေနဲ့ရှိတဲ့နေရာဖြစ်ပါတယ်โอเคပါကျွန်တော်ဒီထဲတော့ဝင်မပြတော့ဘူးဘာလို့ဆိုရင်ဒီထဲလည်းအတူတူပဲဆိုတော့လေနော်ဒီရတယ်အကုန်လုံးအတူတူပဲကျွန်တော်ခုနဒီအတွင်းထဲဟာနေကိုကျွန်တော်ပြခဲ့ပြီအဲဆိုတော့ကျွန်တော်မထရိုဘက်ကိုပဲပြန်ပါတော့မယ်โอเคပါအားလုံးပဲတို့ဒီရောက်ချင်းစီတဲ့ကိုကျေးဇူးတင်ရှိပါတယ်နောက်ဗီဒီယိုမှာထပ်တွေ့ပါမယ်ဒီမထရိုရဲ့ဒီဟာတွေကဒီကတော်တော်ရှိတာပဲဗျဘာလို့လဲဆိုတော့အကောင်လုံးကမြေအောက်ထဲမှာဗျာမြေအောက်ထဲထိဆင်းထားတော့လေသိရမလားတော်တော်ရှိဒီဟာပြီးရင်နောက်တစ်ထပ်ဟိုမှာနောက်တစ်ခုရှိသေးတယ်အကောင်လုံးကမြေအောက်ထဲမှာဆောက်ထားတော့ဗျာသိရမလားဒီမက်ထရိုတခုတည်းမက်ထရိုနားတဲ့နေရာတစ်ခုနဲ့တစ်ခုတောင်မှသူတို့စင်ဆာနေပြဒီမှာလူလမ်းလျှောက်သွားပြီဆိုတော့မှသူတို့ဒီဟာရန်ပေးတော့မဟုတ်ရင်မရန်ပေးဘူးဒီဘက်မှာဆိုရင်သူတို့ရပ်ထားတယ်ဒီဘက်ပဲရန်ပေးတော့ဒီသူအဲ့နောက်တော့လိုက်ရင်သူတို့ချက်ချင်းစာပြီးတော့ရန်ပေးတယ်ပေါ့နော်ဒီကလည်း system တော်တော်မိုက်တယ်တချို့တွေကြတော့တခါလေ automatic လဲနေတာပြသိတယ်မဟုတ်လားဒီမှာအချင်းပြ automatic လဲနေတာမဟုတ်ဘူးလူမသွားရင်အဲ့ဒါသူတို့ရပ်ပလိုက်တယ်ပေါ့ okay ပါ